ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ Nova City ရဲ့2025မှာမေးခဲ့တဲ့ဒီ Web Challenge တွေကဒီ MD5 ဆိုတဲ့ challenge ရဲ့ solution ကိုပြောပြပေးမှာဖြစ်ပါတယ်တခြား challenge ရဲ့ solution ကိုလည်းကျွန်တော်တခြားဗီဒီယိုတွေမှာဆက်ပြီးတော့တင်ပေးပါမယ်အခုကတော့ကျွန်တော် MD5 ကိုရင်ဆုံးသူ့ရဲ့ solution ရဲ့နောက်တစ်ခုကကျတော့သူ့ကိုကျွန်တော်တို့ဘယ်လိုစဉ်းစားပြီးတော့ဖြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့က MD5 challenge မှာဆိုရင်ရေးထားတာလေးပဲရေးထားတယ် is MD5 fan ဆိုပြီးတော့အဲ့မှာကျွန်တော်က link လေးတစ်ခုပေးထားတယ်အဲ့ link လေးကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဗာမြင်ရမလဲဆိုတော့သူ့ရဲ့ PHP file ကို highlight လုပ်ထားတယ်ကုတ်လေးတွေကိုကျွန်တော်မြင်ရလိမ့်မယ်အဲ့တော့ဒီ file ကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာပထမဆုံး line မှာတော့သူကဒီ PHP ရဲ့အဖွင့်တက်ကိုဖွင့်ထားတယ်ဖွင့်ထားပြီးတော့ကျွန်တော်တို့ error reporting နဲ့နောက်တစ်ခုကကျတော့ error display ကိုသူက false လုပ်ထားတယ်နော်တနည်းအားဖြင့် 0 ပေါ့ 0 fail လို့လုပ်ထားရဖြစ်တဲ့အတွက် error တစ်ခုရှင်အဲ့ error ကိုကျွန်တော်တို့ပြန်ပြတ်မှာမဟုတ်ဘူးနောက်တစ်ခုကကျတော့ဒီ if ဆိုတဲ့ statement မှာဆိုလို့ရှိရင်သူကဒီ get method parameter နေပြီးတော့ a ဆိုတဲ့ parameter နဲ့ b ဆိုတဲ့ parameter တကယ်လို့မရှိခဲ့ဘူးဆိုရင်သူကကျွန်တော်တို့ဒီ file ရဲ့ code ကိုပေါ့နော်ပြန်ပြမယ်ပေါ့အခုကတော့လက်ရှိ parameter မှာမရှိတဲ့အတွက်သူက file ထဲမှာရှိတဲ့ code ကိုပြန်ပြပါအဓိကအလုပ်လုပ်ထားတဲ့ function လေးကတော့ highlight underscore file ဆိုတဲ့ function လေးအလုပ်လုပ်တော့တယ်အဲ့နာမှာကျွန်တော်က access ဆိုပြီးတော့ထွက်ထားတာတွေ့ရလိမ့်မယ် okay နောက်တစ်ခုကကျတော့ဒီမှာ flat.pb ကို include လုပ်တယ်လုပ်ပြီးတော့မှ $a ရဲ့တန်ဖိုးရယ်ပြီးတော့$b ရဲ့တန်ဖိုးရယ်ကို variable a နဲ့ variable b ထဲမှာခဏတင်လိုက်တယ်ပေါ့တင်ပြီးတော့ဘာတက်စစ်လဲဆိုတော့နောက်ဆုံးမှာစစ်တာကကျတော့ integer တန်ဖိုးပြောင်းမဲ့ကောင်က MD5 $a ကို a ရဲ့တန်ဖိုးကို MD5 ပြောင်းမယ်ပြောင်းပြီးလို့ရှိရင်သူ့နောက်တစ်ဆင့် integers အနေနဲ့ပြန်ပြီးတော့ပြောင်းမယ်အဲပြောင်းလိုက်တဲ့တန်ဖိုးကဒီနောက်ကတန်ဖိုးနဲ့ညီရမယ်ပေါ့ဟုတ်အဲဒီမှာက equal sign ကနှစ်ခုပဲသုံးထားဖြစ်တဲ့အတွက်ကျွန်တော်ကတန်ဖိုးညီရတယ် data type ညီစရာမလိုဘူး okay နောက်တစ်ခုကကျတော့ integer နဲ့ပဲထပ်ပြီးတော့စစ်တဲ့ variable b ရဲ့ MD5 တန်ဖိုး integer ပြောင်းလိုက်တဲ့အခါမှာဒီနောက်ကဒီခဏန်းနဲ့တူရမယ်ဆိုပြီးစစ်တာတကယ်လို့တူမယ်ဆိုရင် echo flat ဆိုတာကိုထုတ်ပြမယ်ပေါ့အဲဒီ flat ကတော့ကျွန်တော်ရိုးရှင်းပါတယ် flat.php ထဲမှာ variable တစ်ခုအနေနဲ့ကြော်ညာထားမှာဖြစ်ပါတယ် okay ဟုတ်ပြီအဲဒါကိုကျွန်တော်ဘယ်လိုစဉ်းစားကြမလဲနံပါတ်1ဒီ line လေးကအဓိကအတက်ပေါ့နော်ဒီ line လေးကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ line ကိုကြည့်နိုင်မယ်ဆိုရင်သူက4ရဲ့အနောက်မှာ3ညဘက်လုံးရှိတယ်လို့ရေးကြည့်အောင်ဒီမှာဆိုရင်3လုံး4လုံး5လုံး6လုံး9လုံး10လုံး9လုံးအဲ့တော့4ရဲ့နောက်မှာ3ည9လုံးရှိမယ် okay ဟုတ်ပြီအဲ့တော့1ရဲ့နောက်မှာရော3ညဘက်လုံးရှိတယ်ရေးကြည့်အောင်ဒီမှာ3လုံးဆိုတော့6လုံး10လုံးဒီ1ရဲ့နောက်မှာじゃသူက3ည10လုံးရှိရယ်4ရဲ့နောက်မှာကျတော့3ညစုစုပေါင်း9လုံးရှိတယ်အဲ့တော့အရင်ဆုံးဒီ condition တစ်ခုကိုတူအောင်လို့ကျွန်တော်တို့ကလုပ်ရမယ်ဘယ် condition လဲဆိုတော့ integer ပြောင်းထားတဲ့ MD5 $a ရဲ့တန်ဖိုးကဒီခဏနဲ့ညီရမယ်ဆိုတော့အခြေအနေကိုမှန်အောင်လို့အရင်ဆုံးကျွန်တော်တို့ကစဉ်းစားမယ်ဟုတ်ပြီအဲ့တော့ PHP မှာဆိုရင်ကျွန်တော်တို့က integer တွေရေးတဲ့အခါမှာ3နဲ့အသုံး3လေးရှိတယ်ဥပမာကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်တို့ကဒီမှာ echo 1e 0ဆိုပြီးရေးလိုက်မယ်ဒါဆိုရင်သူ့ရဲ့တန်ဖိုးက1ဆိုပြီးရတယ် e ကကြတော့သူ့ရဲ့နောက်မှာဒီစကလုံး3ညဘက်လုံးထည့်မလဲဆိုတော့ကုစားပြုဥပမာကျွန်တော်တို့က 1e1 ဆိုပြီးရေးလိုက်မယ်ဆိုရင်သူ့ရဲ့တန်ဖိုးက10ဆိုပြီးထွက်လာလိမ့်မယ်ကျွန်တော်ကဒီမှာ1လို့ရေးထားရဖြစ်တဲ့အတွက်ဒီရှေ့ရစကလုံးရဲ့အနောက်မှာနော်3ညလုံးပို့လိုက်မယ်တကယ်လို့ဒီမှာကျွန်တော်တို့က9ဆိုပြီးရေးလိုက်မယ်ဆိုရှင်ရှေ့ရဒီထားတဲ့1ရဲ့နောက်မှာ3ည9လုံးဝင်လာလိမ့်မယ် okay အဲ့ဆောင်းနာ condition ကဘာလဲဆိုရင်4ရဲ့နောက်မှာ3ည9လုံးဖြစ်ရမှာဖြစ်တဲ့အတွက်သူ့ရဲ့တန်ဖိုး 4e နဲ့ 4e9 ပေါ့နော်အဲ့လိုဖြစ်အောင်လုပ်ရမယ်အဲ့တော့ MD5 တန်ဖိုးမှာ 4e9 နဲ့စတဲ့ MD5 တန်ဖိုးကျွန်တော်ကရှာရမယ်
ရှာတာအရန်ခက်ကြီးတော့မဟုတ်ဘူးဘယ်လိုရှာလို့ရရဲဆိုကျွန်တော်တို့က secret တုံးပြီးတော့ရှာလို့ရတယ်တချို့ကလည်း AI မေးပြီးရှာရင်လည်းရှာကြလိမ့်မယ်နော်ကိုယ်တိုင် secret ရေးတဲ့ဆိုရင် secret ကိုတုံးပြီးတော့ရှာလို့ရတယ်အဲ့တော့ကျွန်တော် sample secret လေးတစ်ခုရေးပြပေးမယ်ကျွန်တော်ကတော့ပုံမှန်က bus secret နဲ့ပဲရေးနေကြဆိုတော့ bus secret နဲ့ပဲရေးပြပေးမယ်ဒီတော့ကျွန်တော်တို့ဒီ bus ရဲ့ shapan လေးထည့်လိုက်မယ် bin slash bus okay အဲ့မှာကျွန်တော်တို့က MD5 တန်ဖိုးတစ်ခုကိုရှာမယ်ပေါ့ရှာမယ်ဆိုရင်တော့ဘာလုပ်မလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒီ randomize လုပ်မဲ့စကားလုံးတစ်ခုကို random စကားလုံးတစ်ခုကိုရွေးလိုက်မယ်ရွေးပြီးအဲ့ဒီစကားလုံးကကျွန်တော်တို့လိုချင်တဲ့ condition ဖြစ်တဲ့အထိကျွန်တော်တို့ကဒီ brute attach ပုံစံမျိုးပေါ့နော် brute attach ပုံစံနဲ့ကျွန်တော် while loop ကိုတုံးပြီးအလုပ်လုပ်လိုက်မယ် okay အဲ့တော့ကျွန်တော်ရေးပြပေးပါမယ် while true ဆိုတာကကျွန်တော်တို့ကဒါ infinity loop ဖြစ်စေချင်တဲ့အတွက် while true ဆိုပြီးတောင်းလိုက်တယ် okay ဟုတ်ပြီအဲ့မှာကျွန်တော်တို့ကတစ်ချက်ကြည့်အောင်ပုံမှန်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့ while loop မတုံးရင် for loop တုံးချင်လည်းရတယ်ဟုတ်တချို့ကကြောက်လေသူကဒီ numbers value နဲ့ပဲ MD5 တန်ဖိုးစစ်ချင်လည်းရတယ်အဲ့ဘယ်လိုစစ်မလဲဆိုတော့ for ဒါပါ anyone none in ဆိုပြီးကျွန်တော်တို့က0 ဆိုပြီးနောက်မှကျွန်တော်တို့1000သိန်းစီပေးလိုက်အပြင်ဒီကို do dance ဆိုတဲ့စကားလုံးနှလုံးကြားရင်မှတော့ကို run ချင်တဲ့စကားလုံးတွေ run လို့ရတယ် okay ဟုတ်ပြီအဲ့မှာ MD5 တန်ဖိုးပြန်ပြောင်းမယ်သူအခု MD5 တန်ဖိုးပြောင်းမယ်ဆိုရင်ရိုးရှင်းလေးပဲဘာမှမခက်ဘူး MD5 equal to ဆိုပြီးကျွန်တော်တို့က bus ရဲ့ command substitution တဘောတရားကိုသုံးမယ်သုံးပြီးတော့ echo ပြီးရင်ကျွန်တော်တို့က test and ပြီးရင် $anyone ဆိုပြီးတော့သုံးလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့က bus မှာဆိုလို့ရှိရင်ကျွန်တော်တို့ bus မှာဖြစ်ဖြစ်ဒီ Linux command မှာပဲဖြစ်ကျွန်တော်တို့ကဒီ string တစ်ခုရဲ့တန်ဖိုးကို MD5 value ပြောင်းနေတယ်ဆိုရင် MD5 sans ဆိုတဲ့ command လေးကိုသုံးလို့ရတယ်ဥပမာတော့ပြပေးမယ်ထားပါ echo ybn ဆိုပြီးကျွန်တော်ရေးလိုက်အဲ့ဒီ ybn ဆိုတဲ့တန်ဖိုး MD5 တန်ဖိုးပြောင်းနေတယ်ဆို MD5 sc1 sans ဆိုတဲ့ command လေးကိုသုံးလို့ရတယ်အဲ့ဒီမှာသူကနောက်မှာ dash လေးပါနေလိမ့်မယ်ကိစ္စမရှိအဲ့ dash ကိုဖြုတ်ချင်ကြရင်တော့ဘယ်လိုသုံးရလဲဆိုပြီးပိုက်နဲ့ထက်ခံပြီးတော့ awk ပြီးရင်ကျွန်တော်တို့မှာ print $1 ဆိုပြီးသုံးလိုက်လို့ရတယ်sorry ဒီမှာကျွန်တော်တို့က single quick နှစ်ခုသုံးရမယ်ဒီလိုလေး okay ဒါဆိုရင်တော့ MD5 တန်ဖိုးရတယ် okay အဲ့တော့ကျွန်တော်က loop လုပ်ပြီးတော့ condition တစ်ခုချင်းစီကိုမှန်အောင်လို့စစ်ကြမယ် okay ဒါဆိုတော့ကျွန်တော်တို့ဒီ circuit ကိုဆက်ပြီးရေးမယ်ပေါ့ MD5 sc1 san ပေါ့သူ့ကိုကျွန်တော်တို့က awk ဆိုပြီးတော့ awk command ကိုတော့ပိုက်သုံးပြီးလွယ်ပေးတယ်ပြီးတော့မှကျွန်တော်တို့က print $1 ဆိုပြီးတော့လိုက်ဒီပုံစံလေးပေါ့ဒါလေးကိုကျွန်တော်ခဏတစ်ချက်ရင်တော့ပြပေးမယ်$MD5 ဆိုပြီးတော့နော် infinity loop ဖြစ်တော့မှဆိုကျွန်တော်ပြင် AC ခဏထွက်လိုက်ဒါဟို circuit ကမပြီးသေးဘူးเนาะအစမ်းအနေနဲ့စမ်းကြည့်အောင်လို့ကျွန်တော်ကခဏ run ကြည့်လိုက် MD5 san ဆိုပြီး MD5 တော့ SA ပေါ့နော် sorry okay မှာ MD5 တန်ဖိုးတစ်ခုထွက်လာဟုတ်ပြီသူ့ကိုကျွန်တော်ကဆက်ပြီးတော့နောက်ထပ်အလုံးလုံးမဲ့ code တွေဆက်ပြီးရေးမယ်လိုရေးမယ်ဆိုရင် if လက်တဲကွင်း sorry 4000ကွင်းတစ်ခုစာမယ်စပြီးလို့ရှိရင်$MD5 တန်ဖိုးကတကယ်အကယ်၍ဒါ double equal ဘာနဲ့တူရမလဲဆိုရင် 4e9 နဲ့တူရမယ် 4e9 ပြီးရင်သူ့နောက်မှာဘယ်လိုစကားလုံးလာကျွန်တော်က match ဖြစ်စေချင်တယ်ဆိုရင် star ကိုသုံးလို့ရတယ်အဲ့မှာပြန်ပိတ်မပြီးရင်ဒီရှိရန်တန်း bus မှာကြာရင်တော့f5 is နဲ့စာတိုင်းသူ f5 နဲ့ပြန်ပြီးပိတ်ရတယ်တကယ်လို့တာတူမယ်ဆိုရင် echo ပေါ့ echo မှာကျွန်တော်ကစာရေးတစ်ခုရေးလိုက်ပေါ့ကိုယူန်ဒီ found လို့ပဲရေးလိုက်အဲ့ဒီမှာတော့$ဒီကကြတော့နံပါတ်ရဲ့တန်ဖိုးထည့်ရမယ် MD5 ရဲ့တန်ဖိုးထည့်စမ်းမှုတော့နော်ဒီကကျွန်တော် MD5 မလောက်ခင်တန်ဖိုးတည်နေဖြစ်တဲ့$num ကိုထုတ်ပြလို့ရတယ် sorry ဒီမှာတော့က single code သုံးလို့မရဘူး double code သုံးရမယ်ဘာလဲဆိုရင်ဒီ$sign က single code ထဲမှာဆိုအလုပ်မလုပ်ဘူး bus မှာက okay ဟုတ်ပြီဒီကြတော့သူ့ရဲ့ MD5 တန်ဖိုးလေကျွန်တော်ကတခါရေးထုတ်ပြခိုင်းလိုက်မယ် MD5 ဘက်ကတော့တော့$MD5 ဆိုတန်ဖိုးပြန်ထုတ်ပြလို့ရတယ်
ဟုတ်ပြီဒါဆိုရင် circuit ကိုကျွန်တော်အစားဆုံးပြန်ဆက်ကြည့်မယ် loop ပတ်ဖို့အတွက်3ညကနေပြီးတော့ကျွန်တော်တို့တသိန်းထိရွေးလိုက်တယ်ရွေးပြီးတော့ရလာတဲ့နံပါတ်တန်ဖို့ကျွန်တော် MD5 တန်ဖို့ရင်ပြောင်းတယ်ပြောင်းပြီးတော့မှအဲ့ MD5 တန်ဖို့မှာ 4E9 ပါမပါဘူးကျွန်တော်စစ်လိုက်တယ်ပါလို့ရှိရင်တော့မှ found ဆိုပြီးပြန်ပြီး MD5 တန်ဖို့ပြန် okay အဲ့ဒါကျွန်တော်ကပြန်ပြီးတော့ run ကြည့်လိုက်မယ်အဲဒီမှာတခုရှိရက circuit run တဲ့ချင်းကိုလည်းတော့ခဏဆောင်ရလိမ့်မယ်။ဘာကြောင့်လဲဆိုရင်သူက okay ဒီမှာတခုရပါပြီ။နော်။ခုရရတော့ control C နဲ့ရက်လိုက်ရ။အထဲမှာကျွန်တော် A6 လုပ်ဖို့အတွက် A6 command မထည့်လိုက်ရလို့။ okay ဒီမှာ1556မှာတော့တွေ့တယ် 4E9 နဲ့စာ။ဟုတ်ပြီဒါဆိုရင်ဒါကိုကျွန်တော်တို့ကတစ်ချက်စစ်ကြည့်လို့ရပြီ။ဘယ်လိုစစ်မလဲဆိုတော့ PAB ကုတ်ရေးတတ်တယ်ဆိုရင် PAB ကုတ်နဲ့တခါရေးစစ်လိုက်ရတယ်။သူပြောထားတဲ့ condition တွေတိုင်းတော့စစ်ကြည့်မယ်။ဘယ်လိုစစ်မလဲဆိုတော့ A ကိုကိုပြီးလို့ရှိရင်တော့ integer ပြောင်းမယ် int ဒီကိုတော့လက်တဲခွင်းအဖွင့်ပေးတယ်မှာထည့်မယ်ထည့်ပြီးလို့ရှိရင် MD5 တန်ဖို့ဘယ်လိုရတန်ဖို့လဲဆိုတော့ဆွမ်းနာတွေတော့ရခဲ့တဲ့ name value ရဲ့တန်ဖို့လေးကိုတော့ဒီမှာထည့်လိုက်ဒါတစ်ချက်ကြည့်အောင်ဆွမ်းနာ name value တန်ဖို့ရတာက1556ပေါ့နော်အဲဆိုရင်ဒီမှာထည့်လိုက်မယ်1556 okay ပြင်တူတစ်ချက်ကြည့်အောင်အဲသူရဲ့တန်ဖို့ကဘာဖြစ်တော့လဲဆိုရင်4ရက်နောက်မှာ3ည3လုံး3လုံးဆို9လုံးရပြီ okay အဲသူစစ်ထားတဲ့ condition တိုင်းမှန်မှန်တော့တစ်ချက်ကြည့်အောင် equal to ဆိုပြီးတော့ဆွမ်းနာသူစစ်ထားတဲ့ condition တိုင်းတော့စစ်ကြည့်မယ် sorry ဒီမှာကျတော့ a ကိုတုံးနေတယ်တုံးပေါ့နော်မတုံးချင်တဲ့တော့ var time ကိုတုံးလို့ရတယ်ဒါဆိုရင်သူ့ရဲ့ condition က true ဖြစ်တော့ပြီ okay ဒါဆိုရင်တော့တခုကိုဖျက်ကျော်နိုင်တော့ပြီဒါဆိုရင်$a ရဲ့တန်ဖိုးကအကယ်၍1556ဖြစ်မယ်ဆိုလို့ရှိရင် condition ပထမ condition မှန်ပါပြီဒါဆိုရင်တနည်းအားဖြင့်တော့သူ gamma တက်မှာပေးမယ် a ရဲ့ parameter ရဲ့တန်ဖိုးက1556ဖြစ်ရပြီဒုတိယတစ်ခုကကြတော့ b ရကြတော့သူက1ရက်နောက်မှာတုံညဘယ်လုံးရှိမလဲဆိုရင်1 2 3 1 2 3 1 2ဆို8ခုရှိရမယ်ဒါဆိုရင်သူ့ရဲ့တန်ဖိုးကဘယ်လောက်ဖြစ်ရမလဲဆိုရင်1ရဲ့နောက်မှာတုံည8လုံးဖြစ်တဲ့အတွက် 1e8 ဖြစ်ကြမယ်အဲ MD5 တန်ဖိုးထဲမှာ 1e8 ပါတဲ့တန်ဖိုးရင်တော့ပြောင်းပြီးရှာလိုက်ရုံပဲအဲဆွမ်းနာ circuit ရေးပြီးသားရှိရတဲ့ကျွန်တော်တို့ကဘာမှထွေထူးထပ်ပြီးရေးစားမလို့ဒီနေရာလေးကိုတော့ပြောင်းလိုက်ရုံပဲညမှာ4ညမှာ1ပြောင်းမယ်နောက်မှာတုံည8လုံးဖြစ်တဲ့အတွက် 1e8 ဆိုပြီးပြောင်းလိုက်ပြီးသူစိတ်မယ် control s နဲ့စိတ်လို့ရတယ်ပြီးရင် control h နဲ့ပြန်ထွက်မယ်ထွက်ပြီးပြန် run လိုက်ခဏအောင်ဆောင်ပေးရမယ်သူရဲ့ဒီ value ကိုရှာကနည်းလေးကိုအချိန်ကြာနေတယ် okay ဒီမှာထွက်လာပြီနော်အဲ့တော့ 1e8 ဆိုတော့ဟုတ်ပြီ2154ပေါ့တွေ့တယ်ပေါ့ဒါဆိုရင်တော့သူ့ကိုပြန်ပြီးစစ်ကြည့်အောင်ဆွမ်းနာနေရာလေးမှာတော့အစားထိုးလိုက်ရုံပါပဲ2154ရဲ့ MD5 တန်ဖိုးပြောင်းပြီးတော့ integer ပြောင်းထားတဲ့တန်ဖိုးက1နောက်က3ည8လုံးနဲ့ညီမလား okay ဒါဆိုရင် boolean မှာ true ဖြစ်သွားပြီဒါဆိုရင်ရပါပြီကျွန်တော်တို့က variable a ရဲ့တန်ဖိုးက1556နောက်တစ်ခုကကြောက်2154 okay ဒါဆိုရင်တို့ပေးလိုက်ရုံပါပဲ$sign a equal to 1556 ampersand b equal to 2154ဒါဆိုရင်တော့ဒီချဲလိုက်ရဲ့ flag လေးကိုရပါလိမ့်မယ်အဓိကအချက်ကဘယ်မှာသွားပြီးတော့တော့နားလေရမယ်ဆိုဒီအချက်လေးကိုတော့နားလေရပြီဘာကြောင့်လဲဆိုရင်ဒီချဲလက်တစ်ခုလုံးရဲ့အတက်ကအဲ့ဒါပဲဒါဒီနေရာလေးပဲစစ်ထားအပေါ်ကဟာရေက variable တန်ဖိုးကို declare လုပ်တယ်ပြီးတော့ဒီ flat.pab ကို include လုပ်တယ်ဒါလေးပဲเนาะအဓိကဒီ condition နှစ်ခုမှန်ရပြီအဲ့နှစ်ခုမှန်ဖို့တိုင်တော့စဉ်းစားရမှာဆွမ်းနာဒီ PAB မှာတုံးတဲ့ဒီအချက်လေးကိုတင်ရပြီအပဲအချက်လဲဆိုဆွမ်းနာကျွန်တော်အရင်ဆုံးရေးပြခဲ့ဟာလေးပေါ့ 1e9 လို့ပါ 1e9 ဆိုရင်သူကတည့်ရနောက်မှာတုံးညာကိုလုံးထပ်ပြီးတော့ဝင်လာမှာအဲ့အချက်လေးကိုအဓိကသိပြီဆိုတာလေဒီ channel ကိုတော့ဖြေလို့ရတယ်တကယ်လို့ကိုက PAB ကုတ်တင်းမှာမကျွမ်းကျင်ဘူးဆိုရင်လည်းတချို့က AI ကိုမေးပြီးဖြေလိုက်မယ်ဒါတော့ဘယ်သူ AI သုံးတယ်မသုံးလဲဆိုတော့ကျွန်တော်မသိရတဲ့အတွက်အတိအကျပြောလို့မရဘူးเนาะတကယ် AI ကိုမေးပြီးတော့ဒီကုတ်မှာဘယ်နေရာမှာအားနည်းချက်ရှိလဲပေါ့ဒါမှမဟုတ်လေဒီ condition ကိုမှန်အောင်ဘယ်လို input တွေထည့်လာမှန်တော့နိုင်လဲဆိုတော့တချို့ကမေးပြီးတော့ဖြေနေဖြေမယ်တချို့ကလည်းကျွန်တော်အခုစဉ်းစားလို့မျိုးလက်စင်ချင်းစဉ်းစားပြီးတော့လည်းဖြေမယ်เนาะဒါတော့ကျွန်တော်ဒီ challenge ကိုစထုတ်တော့ရခဲ့ idea ကိုတော့တစ်စိချင်းရှင်းပြပြီးတော့ဘ
ဘယ်လိုမျိုး swap လုပ်အောင်လဲဆိုတော့ရှင်းပြပေးရဖြစ်ပါတယ်အဲ့တခြား challenge တွေကိုတော့ကျွန်တော်နောက်ထပ် video တွေမှာထပ်ပြီးတော့တင်ပေးပါမယ် okay အဲ့တော့ဒီ video မှာကျွန်တော်တို့ဒီလောက်ပါပဲဗျ